待たせいたしました。今嘞，木器啊，到了我们得一那嘞，毛路一过来。ဒီပဲအရင်ကောင်းလားစားလို့အရင်ကောင်းအားလုံးပဲမင်္ဂလာပါတူအောင် focus page ကနေပြန်နေကြည့်လိုက်ပါတယ်ဒီတစ်ခေါက်ဘာသာဆိုင်ကောင်းလို့လေဘာသာစားမဲဆိုတော့ဒီနေ့ဒီတစ်ခေါက်သွားစားပြင်မှာပထမတစ်ခေါက်ကပေါ့နော်ပထမဗီဒီယိုထဲမှာဒီဂျပန်နိုင်ငံရဲ့ main အစားအသောက်တစ်ခုဖြစ်တဲ့ဒီဆူရှီသွားစားဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီတစ်ခေါက်မှာနောက်ထပ်signature အစားအသောက်တစ်ခုဖြစ်တဲ့ရာမန်ပေါ့နော်ရာမန်သွားစားမယ်လို့တွေးထားတယ်အေးအဲ့ဒီနေ့ရာမန်စားမှာပေါ့ရာမန်စားမှာပြောရမယ်ဆိုရင်ဒီဂျပန်နိုင်ငံရဲ့ရာမန်တွေထဲမှာပေါ့နော်အမျိုးအစား၄ခုရှိတယ်မီဆိုရယ်ပေါ့နော်ပြီးတော့ထုံကိုဆူလာမန်ရယ်ရှောယူလာမန်ရယ်ပြီးတော့ရှီယိုလာမန်ဆိုပြီးတော့၄မျိုးရှိရယ်ပေါ့နော်ဒီနေ့သွားစားမှာကထုံကိုဆူလာမန်မျိုးစားပေါ့နော်ဝက်ယိုအဓိကပြုတ်ပြီးတော့လှုပ်ထားတာပေါ့နော်သွားစားတဲ့ခါမှာလည်းတကယ်ကောင်းတယ်နော်ဟုတ်တယ်နော်တော်တော်လေးကောင်းတယ်သူကဘာလဲသွားတူလဲဆိုလို့ရှိရင်သူ့ရဲ့ဝက်ယိုးပြုတ်ရည်ကပြစ်ပြစ်နေနေလေးနဲ့ဆိုတော့လေမြန်မာမှာစားတဲ့ဒီအုံနှုတ်ခေါက်ဆွဲနဲ့သွားပြီးစင်နေပေါ့နော်စင်တဲ့ခါကျတော့ပထမဦးဆုံးရာမန်စစားတဲ့အချိန်မှာဟိုတော်တော်ကောင်းတယ်လို့ခံစားရတယ်နော်တော်တော်လေးကြိုက်ပြီးတော်တော်လေးရတာရှိလို့တော်တော်ရတာရှိတဲ့ထောင်ခဏခဏသွားစားဖြစ်တယ်သွားစားဖြစ်တဲ့ဆိုင်ကတော့အများကြီးတော့မရှိဘူးเนาะနှစ်ဆိုင်လောက်ပဲစားဘူးသေးတယ်အဲ့ထဲမှာအီချီတန်းကိုခဏခဏသွားစားဖြစ်တယ်ပေါ့နော်တော့ဒီဆိုင်ကဒီဂျပန်မှာဆိုတကယ်နာမည်ကြီးတဲ့ဆိုင်ပေါ့နော်ဒီထုံခိုဆိုဝယ်ယိုစပြုံးနဲ့လုတ်တဲ့ရာမန်တွေထဲမှာဆိုရင်တကယ်နာမည်ကြီးရဲ့ရာမန်တွေထဲမှာပါတယ်ပေါ့နော်အခုအဲ့ဒါဒီနေ့သွားစားမှာဖြစ်ပါတယ်ရာမန်ဆိုင်မှာတွေ့ပါမယ်အဲ့တော့တတရာမန်ဆိုင်မှာပြန်တွေ့မယ်ဥမဲသားရောက်နေနော်ဥမဲသားရောက်ဥမဲသားဘူတာရောက်စတေရှင်ကနေပြီးတော့ဒီလမ်းလျှောက်လာတာပေါ့နော်အဲ့ဒီအခုစားမဲ့ EC တန်းဆိုင်ရတယ်နမ်းမမှာတော့ရှိရသေးရတော့နော်နမ်းမဆိုင်ရကြတော့လူစားတော့တော်တော်လေးများတယ်အဲ့ဒီဆိုင်မှာလေဟိုပြောရရင်ဒီ foreigner တွေအကုန်လုံးအဲ့ဆိုင်မှာပဲအများကြီးစားနေတဲ့ခါကျတစ်ခါဆောက်လို့ရှိရင်တနိုင်ခွဲလောက်ဆောက်ရတဲ့ခါကျတော့တော်တော်ကြာတယ်ဒီဥမဲသားဆိုင်ရကြတော့မဆောက်ရတော့မဟုတ်ပေါ့နော်အဲ့ဒီဆိုင်နဲ့စားလို့ရှိရင်နည်းနည်းလေးပဲဆောက်ရတဲ့ခါကျဥမဲသားဘက်ကိုရောက်လာတာပေါ့နော်အဲ့တော့ဒီကနေလမ်းလျှောက်ပြီးတော့ပါမယ်ဒီကနေလမ်းလျှောက်လို့ဆိုလို့ရှိရင်ဘယ်လောက်ကြာစောစောတော့ရှောက်လာတာ7မိနစ်15မိနစ်လောက်ရှောက်ရတယ်ဥပေဒါစတေရှင်ကနေဆိုရင်နည်းနည်းတော့လမ်းရှောက်ရတယ်နည်းနည်းလေးလမ်းလျှောက်လိုက်လို့ရှိရင်ရောက်ပါပြီပေါ့နော်အဲ့တော့ထိုင်မှာပြန်တွေ့မယ်စားမဲ့ဆိုင်တော့ရောက်ပါပြီဒီစီတဲ့ဒီဆိုင်လေးပေါ့နော်ဒီဆိုင်ဟိုဘဘဆိုင်တဲ့စားလို့ရှိရင်လူသိပ်ဆောက်အောင်နော်နည်းနည်းလေးပဲရှိရဒီမှာအဲ့တော့ဝင်လိုက်ပြီးတော့ဝင်လိုက်ပါအောင်ဒီဆက်လေးကတော့မစားခင်မှာအော်ဒါမှားတဲ့ဆက်ကလေးပဲဖြစ်ပါတယ်အခုမှလိုက်တာကတော့လေရာမန်နှစ်ပွဲပြီးတော့ခောက်ဆွဲပတ်လေးအပူစားခြင်းလို့ဆိုပြီးတပွဲမှာရပေါ့နော်အဲ့ဒီကနေမှကြက်ဥလေးမြင်တော့လဲကြက်ဥလေးနှလုံးထပ်မှာလိုက်တယ်ပြီးတော့ရာမန်ထဲမှာပါတဲ့ဝက်သားပြားလေးကနဲတယ်ထင်တယ်ဝက်သားပြားအပူတပွဲရဲ့ရင်းညိတပွဲထပ်ပြီးတော့အော်ဒါမှာလိုက်တယ်ပေါ့နော်အော်ဒါမှာပြီးလို့ရှိရင်အဲ့ဒီဆက်ကလေးကနေလေတစ်ကတ်လေးတွေထွက်လာတယ်ပေါ့နော်အထဲထဲမှာကိုကစားတဲ့ခါကြလို့ရှိရင်အဲ့ဒီလက်မှတ်လေးတွေပြပြီးစားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီဟာလေးတွေကိုတေချာလေးသိမ်းထားရမယ်ပေါ့နော်ဒုတိယအဆင့်အနေနဲ့ကတော့လေကိုစားကျင်တဲ့ဒီရာမန်ကိုပေါ့နော်ဘယ်လိုပုံစံလေးစားကျင်လဲဆိုတာကိုသိစိတ်ရွေးရတဲ့နေရာလေးပဲဖြစ်ပါတယ်ဥပမာဆိုလို့ရှိရင်ခောက်ဆွဲသားမလားပြော့မလားပေါ့နော်နောက်တစ်ခါအဆက်လည်းပဲဘယ်လောက်ထိစားကျင်လဲပြီးသွားလို့ရှိရင်ကြက်သွမိတ်ထည့်မလားမထည့်မလားအဲ့ဒါလေးကိုရွေးနေရပဲဖြစ်ပါတယ်
失礼いたします。こちらお先に失礼いたします。お待たせいたしました。終電失礼いたします。ဒီဘောကနေတူရတာတူလေးယူအာရှူလေး ဒီနေ့အဆက်လေပဲတိုးရတော့ပုတ်သွားတယ် အဲ့ဒါဆိုအဆက်လည်းပဲတူးနေပဲစားလို့အခုက4ဆိုတော့နည်းစားလို့ကောင်း စားလို့ပြီးသွားပြီ စားလို့ပြီးပါပြီကောင်းလား
ကောင်းတယ်စားလို့တော့ကောင်းတယ် တော့ကောင်းတယ်နော်ဒါနည်းနည်းတော့ကျင်း န တယ် ည်းနည်းလေးတော့ကျင်းတယ်ဒါပေမဲ့ဒါမှ AC စားလို့ရတယ်စောက်ရတာလည်း15မိနစ်လောက်ပဲကြာတယ်ပြီးတော့အခုဒီမှာထူကြတာမှာအဆက်လည်းပဲ အဆက်လည်းပဲဒီတစ်ခါစားတာအဆက်လည်းပဲဖို့နော်ဆက်နည်းနည်းအဆက်တက်လေးပါလိုက်ခါကျတော့အဆင်ပြေတယ် ဟုတ်တယ် အဲ့တော့အခုစားတာကောင်းတယ်နည်းနည်းလေးအီတယ်လို့ခံစားရလို့ နားမှာမိုးချီကောင်းတဲ့ဆိုင်လေးရှိတယ်လို့ကြားတယ်အဲ့တော့တစ်ချက်တော့သွားကြည့်ကြည့်မယ်ပေါ့နော် မချီသစနိုင်ပါဘူးဒီဇိုင်း ဟုတ်တယ် ဒီလိုဆိုဒီလိုဆို ちょっとレジ売ってみますね。ちょっと待ってね。そんなね、わざわざね、一度食べたからね、呼んでくださって。はい美味しいからはい美味しいよ。ありがとうございます。もう嬉しいです。その言葉が一番嬉しいです。そしてこちらと、はい。バッグがまたこれが3円、3円。はい。お願いします。はい。ごめんなさい。大丈夫です。プラス3円。サッカー日本語通じてありがとうございます。では、お待たせしますね。はい、脇にこちら1000円と1、2、3、4、5、50円。はい。では今日のお引換えと、はい、お釣りが500と3円。はい。はいおおきにありがとうございました。はい、おおきにまた来てください。おおきにありがとうございます。မချီရလာပါလေမလေးဒါလေးကအလုံးမှာတော့အတော်ကြီးတုံကျွေးရပါဆိုင်ရအတော်ကြီးပေါ့နော်အလုံးကအတော်ကြီးတယောက်တုံကျွေးရအရင်ကောင်းလို့ဒါလေးစားမလို့အချိုတဲတင်လို့ဒါလေးအဲ့ဒါနှစ်ချက်တော့ဟိုဒါတက်မချီရတော့လို့မချီတော့လို့ပဲဟိုမှာတော့အများကြီးပဲစားမလေးမချီရတော့လို့မသိရေးဒါလည်းမလုံးကြီးပေါ်လိုက်မယ်ဒါကျတော့ဒီပဲရအရင်ကောင်းတာဒီပဲလေးကလေတော်တော်စိတ်နေချိုးလာအရင်တော့ကောင်းတယ်တော့တစ်ချောင်းလေးဒီပဲအရင်ကောင်းတာစားလို့အရင်ကောင်းရောစားရ ဘယ်လိုစား ဟိုမှာတော့ဒီလိုရောပြီးစား ဟုတ်ပါ ဒီကရောပြီးစားလိုက်ရတော့မချီလုံးနဲ့တိတ်တိတ်လေးဒီထဲမှာကျတော့ပူတယ်အပြင်မှာကျတော့အေးတယ်ကိုအင်ကိုရလို့ပဲတော့ထားတယ် ကောင်းတယ်ပဲတော်ကောင်းတယ် ဟုတ်တယ်ပဲရကောင်းနော်အမိုချီလုံးနဲ့လိုက်တယ်နော် ဟိုလုံးနဲ့ အားပြော အမိုရှိတော့3လုံးပဲပါ မိုချီက3လုံးပဲပါဟိုမှာတော့ share တိတ်လို့စားဆိုင်မှာတော့ဒီပဲဒီစားပဲအရင်ကောင်းရေဝယ်တော့မေးပါ ဒီဝါဟုတ် ကိုကဒါအပူလုံးနိုင်တယ်ပို့ ကပါလေအဲ့ဒါကောင်းကြီးနော်ကောင်းကြီးနဲ့လောက်ထားတဲ့မိုချီဆိုတဲ့ခေါ်တဲ့အလုံးလေးပေါ့နော်။ရပါဆိုဘာလို့မုံလုံးကြီးပေါ့။မုံလုံးကြီး မလို့ရပါ မုံလုံးကြီးပေါ့လေကအုံးဒီမပါဘူးပေါ့နော်။အဲ့ဒါကောင်းတယ်အဲ့ဒါပေးနေစား ကောင်းတယ် ပေးပဲမဟုတ်အခုကချိုအောင်ထည့်ရ အချိုးရဲပါလေညဂျပန်နေနဲ့ထားမှာလေဆိုင်ရဂျပန်နေကကြတော့ဒီချက်အောင်ချိုးသေးတယ်အရင်ချိုးတာသူတို့ကအချိုးရမ်းတိတ်တာပဲဒီချိုးရသူတို့ကအဲ့တော့ဆိုမစားအောင်စားနေရေနောက်တော့ပါဘာလို့ချိုး အဲ့ဒါမှပုံမှန်ပဲအားပူကောင်းပေးရတော့တော်ကောင်းတယ်ဤတဲ့ဤရဲ့ဒါမှကောင်းတယ်စားတော့ကောင်း မရကြပါဘူးအမေလေး
လည်းစားတယ်ပြီးတော့ဒီ မိုချီ မိုချီနဲ့ပဲနဲ့စားပြီးအချို့တဲလိုက်တယ်ပေါ့နော်နှစ်ခုလုံးစားရတော်တော်လေးလည်းဘိုက်တေးသွားတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကို ငါလည်းဆုံးတက်လိုက်ပါလား နော်ဒီမှာလည်းဆုံးသက်လိုက်မယ်နော် ဗီဒီယိုလေးဆက်မတိုင်ခင်မှာpage လေးကိုပေါ့နော် like and follow လေးလုပ်ပေးဖို့ပြည့်တဲ့ရက်ခက်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့တော့မယ်တက်